ကျွန်တော်ဆိုလို့ငငယ်တည်းကနေအခုအထက်တန်းပြီးသွားတဲ့အထိကျောင်းတစ်ကျောင်းထဲမှာတက်ခဲ့တာမျိုးကျောင်းတွေခဏခဏပြောင်းခဲ့ရတယ်ကျွန်တော်၄တန်းနှစ်ပေါ့နော်သူငယ်တန်းနေပြီးတော့မှကျွန်တော်၄တန်းနှစ်အထိကျွန်တော်ကျောင်းတစ်ကျောင်းမှာတက်ခဲ့တယ်ပေါ့နော်အဲ့ဒါပြီးတော့၄တန်းပြီးတော့ကျွန်တော်၅တန်းကနေ6တန်းအထိကိုကျွန်တော်နောက်ထပ်တစ်ကျောင်းထပ်ပြောင်းတယ်ထပ်ပြောင်းတယ်ပေါ့နော်အဲ့ဒီ9တန်း6တန်းပြီးတော့ကျွန်တော်9တန်းရောက်ပါတယ်အဲ့ဒီ9တန်းကိုလည်းကျွန်တော်9တန်းနေပြီးတော့မှ10တန်းအထိနောက်ထပ်တစ်ကျောင်းထပ်ပြီးတော့ပြောင်းပြန်အောင်10တန်းပေါ့နော်10တန်း9တန်း9တန်းလေ9တန်းရောက်တော့ကျွန်တော်တို့ဒီကိုဗစ်တွေပါဖြစ်တယ်ပေါ့နော်အဲ့ဒီပညာရေးစနစ်တွေပါပြောင်းတယ်ပြောင်းတော့ကြတော့grade 9ကနေ grade 10ဖြစ်သွားတယ်ပေါ့ဗျာအဲ့ဒီကနေပြီးတော့မှကျွန်တော်ကနေဘယ်လိုဖြစ်သွားနောက်ထပ်တစ်ကျောင်းထပ်ပြီးတော့ပြောင်းလိုက်ရတယ်ကျွန်တော်ကအဲ့ဒီကမပြောင်းခင်ပေါ့နော်ကျွန်တော်ဒီကိုဗစ်တွေဖြစ်တယ်နိုင်ငံရေးတွေပါဖြစ်တာပေါ့ဗျာအဲ့လိုမျိုးတွေဖြစ်တော့ကျွန်တော်ကဒီကြောက်ဆက်တက်ရင်ကောင်းမလားမတက်ရင်ကောင်းမလားနိုင်ငံခြားပဲထွက်ရမလို့ကျွန်တော်လမ်းပြောက်တယ်ပေါ့နော်အဲ့မှာကျွန်တော်အပြင်မှာအလုပ်တွေလုပ်တယ်waiter တွေပါလဲကျွန်တော်ထိုးရတယ်အဲ့ဒီအချိန်တော့ဆိုလို့ကျွန်တော်လုတ်ပြင်ပလောကနဲ့ကျွန်တော်စပြီးထိတွေ့လိုက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီဘက်စာအုပ်စိတ်ဝင်လာတော့အဲ့ဒီမှာကျွန်တော်တချို့နားလည်လိုက်တာတွေအများကြီးရှိတယ်ပေါ့နော်လုပ်ငန်းခွင်နဲ့ပတ်သက်တာတွေအဲ့လိုမျိုးပေါ့နော်အမှကျွန်တော်ပတ်စံရှာတဲ့ဘိုင်းကိုစိတ်ဝင်စားပါတယ်နောက်ပိုင်းကျတော့ကျွန်တော်ကစိုင်းတစ်ဆိုင်မှာပေါ့နော်ကျွန်တော် waiter ထိုးနေနေကျွန်တော်အတီဟိုပေါ့နော်ဒီဆရာတက်ကလို့ဆရာတယောက်နဲ့ကျွန်တော်စုံနေဗျစုံတော့သူကကျွန်တော်ကကျတော့စားပစ်ကောင်းတယ်ဗျာကျွန်တော်အဲ့ဒီတည်းကအလုပ်လုပ်ပြီဆိုလို့ကျွန်တော်တေချာလုပ်တယ်ကျွန်တော်တေချာလေး customer တွေ view site တယ်ပေါ့နော်ခဲလုပ်တဲ့အထင်မှာပါတယ်အဲ့ဒီအတွက်ကြောင့်လဲကျွန်တော်ဒီသူများတစ်ခါတွေထက်ပေါ့နော် demand ကြီးပေါ့နော်ငွေမဟုတ်ဖို့ပူရတဲ့အထင်မှာကျွန်တော်ပါတယ်ဗျကျွန်တော်အဲ့ဒီအချိန်တည်းကကျွန်တော်အလုပ်လုပ်လို့ရင်တေချာလေး view site ပြီးတော့ customer တွေကိုစားပစ်ပြီးတယ်အဲ့လိုမျိုးလို့တော့ဒီတက်ကလို့ပေါ့နော်သူကတက်ကလို့မှာမြန်မာစာပမောက္ခပေါ့နော်ကျွန်တော်သဘောကျတယ်သဘောကျဘယ်လိုလဲဆိုတော့သူ့ကိုကျွန်တော်ဂယူးဆိုင်လေးနဲ့သူစားတာတောက်တာလေးတွေကပါစားကျွန်တော်တခြားလေးလုပ်ပြီးတော့ဂယူးဆိုင်ကျွန်တော်လည်းစကားစပြောဖြစ်တယ်စပြောပြတော့ကျွန်တော်ပြောတာပေါ့နော်ကျွန်တော်အခုပါတက်နေပါတယ်ပေါ့နော်တင်တဲ့ပါတက်နေတယ်ပဲသွားကျင်တာနိုင်ငံခြားသွားကျင်တာဘာညာကျွန်တော်ဟာတချို့အကြောင်းအရာလေးနည်းနည်းပြောပြလိုက်တော့သူကအဲ့ဒါနဲ့အဲ့ဆိုမင်းကျောင်းဆက်မတက်ဘူးလားဆိုတော့ကျွန်တော်မေးတယ်ဗျကျွန်တော်မတက်တော့ဘူးပေါ့နော်အဲ့ဒီမှာကျွန်တော်တစ်ဖက်မှာဆရာတယောက်ရှိတယ်သူကအင်ဂျင်နီယာပေါ့နော်သူကအခုလက်ရှိဆိုလို့ Novotel Hotel မှာလုပ်တယ်သူကအဲ့ဒီဆရာလည်းကျွန်တော်ဗာပြောလဲဆိုတော့ဒီပေါ့နော်ဒီအတန်းပညာလောက်နဲ့ဆိုလဲမင်းကြောင်းထွက်မယ်ဆိုလဲမင်းစူးစမ်းလို့အောင်မြင်နိုင်တယ်ပေါ့နော်အဓိကစူးစမ်းဖို့ပဲလိုတဲ့အကြောင်းကိုဒီတက်ကလို့ဒီ engineer ဆရာကျွန်တော်အဲ့လိုမျိုးပြောတယ်motivation ပေးတယ်ပေါ့နော်ဒီတစ်ဖက်ကကြတော့လဲမြန်မာစာပမောက္ခဆရာကြတော့သူကပညာရေးဘက် line အဲ့ဒီဘက် line မှာသူကနည်းနည်းထူးချွန်တယ်ပေါ့နော်အခုဆိုလို့ရင်သူကပမောက္ခတောင်ဖြစ်နေပြီမြန်မာစာပမောက္ခပေါ့နော်ဒေါက်တာဘွဲ့ယူပြီးသွားပြီအဲ့ဒီသူကကြတော့ကျွန်တော်အကြောင်းတက်ဖို့တယ်တိုက်တွန်းတယ်ကျွန်တော်ကသူတိုက်တွန်းတယ်ပေါ့နော်သူကူညီပေးမယ်ဘာညာဆိုတော့ကျွန်တော်အမှစိတ်ရိုင်သွားတယ်ဗျကျွန်တော်အကြောင်းပြန်တက်ဖို့စိတ်ရိုင်သွားတယ်ကျွန်တော် grade 10ပြန်တက်ဖို့စိတ်ရိုင်သွားတယ်စိတ်ရိုင်သွားတော့ကျွန်တော်တက်မယ်ပေါ့နော်ဆုံးဖြတ်လိုက်ရဆရာကလည်းပြောလိုက်တယ်ပေါ့နော်အဲ့ဒါနေကျွန်တော်နှုတ်ဆက်ပွဲတွေပါလုပ်တယ်ပေါ့ဗျာဒီဆရာတို့တွေနဲ့ဆရာကျွန်တော်ဘယ်နေ့သွားတက်မယ်ဘာညာပေါ့အဲ့မှာဖြစ်ရှင်တော့ဗျကျွန်တော်ကအကြောင်းပြန်တက်မယ်လို့တော့အကြောင်းတွေကဖွင့်နေပြီပထမစောင်းမွေအပတ်တောင်ဖြည့်ပြီးပါပြီဗျကျွန်တော်ကဟိုဘက်တောင်ကိုဘက်ကိုအကြောင်းဝတက်ဖို့အတွက်လုပ်နေတာလုံနေတော့ကြတော့ဒီတစ်ဖက်ကျွန်တော်အရင်နေခဲ့တဲ့ရွာမှာကျွန်တော်ပြန်တက်ဖို့ကြတော့လဲတစ်ချက်လမ်းပေါ်မှာကျွန်တော်မေးကြည့်လိုက်တယ်မေးကြည့်တဲ့အချိန်မှာဟိုဘက်မှာအကြောင်းသားတွေလက်မခံတော့ဘူးအချိန်ကလည်းအရန်လွန်သွားပြီဖြစ်တဲ့အတွက်လက်မခံတော့ဘူးအဲ့ဒါနဲ့ရန်ကုန်မှာတက်ဖို့အတွက်စုံစမ်းတယ်ရန်ကုန်မှာလည်းအကြောင်းတွေကဖြစ်ရှင်တော့လက်မခံဘူးဗျโอเคရပြီပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ပေါ့နော်ကျွန်တော်ဖုန်းတပါးကတောင်းမှာရှိတယ်အဲ့ဒါနဲ့ဖုန်းကိုကျွန်တော်မေးတယ်ဖုန်းလို့ရှိမှအကြောင်းတက်လို့ရသေးလားကျောင်းတက်လို့ရလို့ရင်တပိတော့လာတက်ချင်လို့ပါဆိုပြီးတော့ဖုန်းအခုညီတောင်းတော့ဖုန်းကနေပြီးတော့မှဟိုဘက်ကျောင်းအုပ်ကြီးပေါ့နော်တောင်မူဘက်ကကျွန်တော်ဝတက်မဲ့ကျောင်းရဲ့ကျောင်းအုပ်ကြီးကိုလက်မေးပြီးတော့အဲ့ဒီမှာတော့ရသေးရဲ့ပေါ့နော်ရသေးရဲ့ဆိုတော့ကျွန်တော်ဝမ်းသာပါတယ်ပေါ့နော်ကျောင်းတက်ရတော့မယ်ဆိုပြီးတော့ကျွန်တော်ဝမ်းသာပါတယ်အဲ့ဒီမှာကျွန်တော်ဒီဘက်ကဒီပေါ့နော်ကျောင်းလက်မှတ်တွေပါစီစဉ်ပြီးတော့လိုချင်တာဘိုင်ဟိုတွဲကိုကျောင်းဆရာမကြီးကကျွန်တော်ဘိုင်တွဲမှာမထားဘူးပေါ့နော်ကျောင်းဆရာမကြီးမထားဘူးကျွန်တော်ဝိတ်စာကိုပို့တယ်ဝိတ်စာပို့တော့ကျွန်တော်လည်းအဲ့ချိန်တော့ကျွန်တော်ကဘာဖြစ်နေလဲဆိုတော့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော် over motivated တွေဖြစ်နေဘာလို့လဲဆိုတော့ okay ငါကျောင်းပြန်တက်တာငါဆရာဝန်ဖြစ်အောင်ဆိုပြီးတော့ငါကျောင်းပြန်တက်တာဆိုတော့အဲ့ချိန်တော့ကျွန်တော်မှအဲ့ဒီစိတ်ရှိတယ်အဲ့လိုမျိုးပေါ့နော်စူးစမ်းခြင်းတဲ့စိတ်တွေအပြည့်ရှိတယ်ဗျာအဲ့လိုမျိုးဆရာဝန်ဖြစ်ချင်လို့တက်တာဆိုပြီးတော့ကျွန်တော်ကတော့ဖြစ်ချင်တော့ကျွန်တော်ကိုဘိုင်ယိုဂန်ကိုမပေးဘူးပေါ့နော်ဘိုင်ယိုဂန်မပေးဘူးပေါ့နော်သူပြောပြရပေါ့နော်ကျောင်းသားတယောက်ဆောင်းဝဲကြားလို့ရင်ဘာညာပေါ့ကွာအထက်ကစူတာရောဗာရောသူကဆရာမကြီးပြောတော့ကျွန်တော်ပထမတစ်ရက်ပေါ့နော်ကျွန်တော်ဝိတ်စာခန်းမှာသွားပြီးတော့မှထိုင်လိုက်အောင်ဘာမှမသိဘူးကျွန်တော်စာရနောက်ကျထားတာတစ်လဟို3လလောက်နောက်ကျထားတာဗျာဘာမှနားမလည်ဘူးငုတ်တုတ်လေးထားပြီးတော့
ဘာမှမသိဘူးအဲ့ဒါနဲ့နောက်နေ့ကျောင်းစင်းမှာပြန်သွားပါတော့အဲ့ဒါနဲ့ဖုန်းပြောဖုန်းပေါ့တပည့်တော့ဘိုင်ကိုကမ်းမမရလို့ပြီးတော့ကြောင်းမတက်တော့ဘူးပြန်တော့မယ်ရန်ကုန်ပြန်မယ်ဆိုပြီးတော့ကျွန်တော်ဖုန်းအဲ့လိုမျိုးအပုတ်ကတ်တော့ဖုန်းကအေးပါကွာတဲ့ငါပြောပေးမယ်ဆိုပြီးတော့ကျောင်းကြီးကိုပြောတယ်ပြောတော့ကြတော့ရတယ်တဲ့သူ့ဘိုက်သူတို့မှကျူရှင်နေပါဆရာမတွေနဲ့ခေါ်တင်လိုက်မယ်ဆိုပြီးကျောင်းကြီးကိုဆရာမကျောင်းကြီးကိုဖုန်းကနေအဲ့လိုပြောတဲ့အခါမှာကျွန်တော်ကပေါ့နော်ဒီဘိုင်ကိုကမ်းကိုရအောင်အဲ့ဒါနဲ့ဘိုင်ကိုကမ်းမှာတွားတက်တယ်ပေါ့ဗျာစတဲ့နေရာဘာမှတော့စာတွေကတော့မသိဘူးပေါ့ဗျာဘာမှမသိဘူးကျွန်တော်ခေါင်းတွေကိုနှောက်အောင်လားဘာလို့လော့မှလည်းမသိဘူးသင်္ချာတွေဆိုလည်းနားမလဲFacebook တွေပို့ဆိုအဝေးဟိုစာတွေနဲ့2နှစ်လောက်ကွာသွားတာဗျာစဉ်းစားကြည့်အဲ့လောက်2နှစ်လောက်ကွာသွားတဲ့အပြင်ကိုကျွန်တော်ကဒီမှာကကျောင်းစားတက်တဲ့အချိန်မှာကျွန်တော်မတက်ရဘူးကွာသွားပါတော့ရောက်ခါတာတော့စူးစားတာပေါ့ဗျာအလီကျူရှင်ဆရာမတွေတင်ပေးတာဆိုလည်းပုံမှန်လုပ်တယ်ပေါ့လုပ်တယ်ပထမဆန်ဖြေပြီး